သက်18တာရှိသေးတဲ့ Eagle ဘက်ကိုမဝေဖန်ကြပါနဲ့လို့ပြောဆိုလိုက်တဲ့ Anzi Flick အားလုံးပဲမင်္ဂလာပါမော်ဆီယာနံပါတ်1 online အင်ဂျင်မှာကြိုဆိုပါရစေမင်္ဂလာရှိသောနေ့ရက်လေးဒီပိုင်းဆိုင်နေပါစီကြောင်းဥစွာပထမဆူတောင်းမြတ်တာပို့သားလိုက်ပါတယ်ဘောလုံးကောင်ဖွင့်ကစားလိုပါကမော်ဆီယာနံပါတ်1 အင်ဂျင်တို့လာရောက်စောကစားနိုင်မှာကြောင်းသတင်းကောင်းပါရပါတယ်အကစားသတင်းများခံမှန်းချက်များနေ့စဉ်တင်ဆက်ပေးနေပါတယ်အကောင့်လေးကိုလည်း like and follow ပြုလုပ်ထားဖို့မေတ္တာရက်ခံလိုက်ပြစီခင်ဗျာလမိုင်းရမယာဒီနေ့မနက်ကစားခဲ့တဲ့ပွဲစဉ်မှာ Rating 4.9 နဲ့တော်တော်လေးကိုစိုးစိုးပြပြခြေစွမ်းနဲ့ပြီးဆုံးခဲ့ရလို့ပရိသတ်တွေရဲ့ဝေဖန်ခြင်းကိုအဓိကပြစ်မှတ်ထားခြင်းခံနေရတဲ့ကစားသမားတအုပ်လည်းဖြစ်ပါတယ်။လမိုင်းရမတယောက်ကပွဲကြီးတွေဆိုရင်မတူဘူးလား။တပွဲလုံးသူပဲပြောင်းနေတာလေ။ဘယ်မှာသွားပြီးခိုးအိတ်နေတာလဲ။စသဖြင့်ဝေဖန်တိုက်ခိုက်နေခဲ့ကြတာကိုတွေ့ရပါတယ်။တကယ်လဲလမိုင်းရမတယောက်ကအဲ့ဒီပွဲစဉ်မှာတော်တော်လေးခြေစွမ်းပြဖို့ရုန်းကန်နေရတာကိုတွေ့မြင်ခဲ့ရပါတယ်။ဖြတ်ကျော်နိုင်မှုကမရှိတအုပ်ချင်းလည်းမကျော်လွှားနိုင်အသင်းလိုက်လည်းမကျော်လွှားနိုင်ဘောလုံးပေးပုံမှုကပကိုးကန်ရင်ပကံရောက်တပွဲလုံးဘာတွေလုံနေမှန်းကိုမသိပဲဘောလုံးကမှာဆိုအက်တလက်တီကိုမက်ထွဲအသင်းရဲ့ခွေးယူလောက်တာကိုခံနေရတဲ့လူတယောက်လိုမျိုးကိုဖြစ်နေခဲ့ပါပြီသူခေါင်းထဲမှာရှိနေတဲ့အရာတွေကပါတီတက်မယ်ဘလူးတို့ဖွင့်ပြီးကမယ်စော်တွေကိုညကြလိုက်ဟိုင်းပြီးရင်လှိုင်းသားရမိကော့ဈေးမှာချိန်မယ်ဒါမှမဟုတ် TikTok ပေါ်ဒေါသအထာနဲ့တိုင်းစီးရီး background ထားပြီးစာတူတွေကိုတင်မယ်ဒီလိုဒေါသအထာမျိုးပဲလုပ်ဖို့ခေါင်းထဲမှာအမြဲတမ်းတွေးနေခဲ့တဲ့သူပါဒါပေမဲ့လည်းသူကကလေးတတအဆင့်သာရှိသေးလို့မရင်ကျက်သေးတာဖြစ်ကြောင်းသူ့ရဲ့ဘာစီလိုနာနီးပြဦးဖက်တီကအခုလိုပဲကာကွယ်ပြောဆိုသွားခဲ့ပါတယ်။လမိုင်းရမယ်က18နှစ်ပဲရှိပါသေးတယ်။အဲ့လောက်ကြီးမဝေဖန်ကြပါနဲ့။လမိုင်းရမယ်ကစိတ်ပြတ်နေပါတယ်။သူကိုယ်တိုင်ကလည်းလူတိုင်းကလည်းဒီနေ့ပွဲအပေါ်စိတ်ပြတ်နေပါတယ်။လမိုင်းရမယ်ဟာပွဲအစားဆုံးရှေ့ရောနောက်ပါအားအသင့်ပွဲကစားပြနိုင်ခဲ့ပါတယ်။ကျွန်တော်တို့သူ့ကိုအားပေးရမယ်။ကာကွယ်ရပါမယ်။ဒါကအရေးကြီးဆုံးအရာပါ။ဘာမဟုတ်တဲ့ကိစ္စသေးသေးလေးတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့သူ့အပေါ်အရေးတယူမဝေဖန်သင့်ပါဘူး။သူက18နှစ်ပဲရှိသေးတာလေဗျာ။စင်စားစားလေးလုံးကြပါအောင်လို့နီးပြရဟန်းစီဖလစ်ကကာကွယ်ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဦးဖတ်တီကိုပြောချင်တာလည်းရှိပါတယ်။ကျွန်တော်တို့အသက်18နှစ်တုန်းကတီလို့မဟုတ်ပါဘူး။လမိုင်းရမယ်ကိုကဆက်ဆက်လူနှက်ဘူးတဲ့အကျင့်ကိုရှိနေတာပါ။ဆက်ဆက်လူနှက်ဘူးတဲ့ဇယိုက်ကိုကဒီကောင်လေးမှာပါနေတာပါ။ဒါကြောင့်လမိုင်းရမယ်ကိုကာကွယ်ပြောနေမယ်အစားကိုဘာသာကိုပဲဖတ်တီဘွားကနေဝိတ်ချပါလို့ပဲပြောကြပါတယ်။